ညာချမ်းလေးပါချစ်သေးလေးတို့ရေမကြော်ကြနဲ့ဦးနော်စောပြောတာလေးကိုနားထောင်သွားကြပါဦးလို့နော်မင်းလည်းစားကြပါဦးရှင်ဒီမှာပဲသီးကြော်လေးရယ်ဒီမှာငါးဦးကြော်လေးရယ်တို့စရာအစုံလေးနဲ့ပေါ့နော်ငပိရေခွက်ကြီးရယ်ငပိရေခွက်ကြီးကလည်းရမ်းကောင်းတောက်စားခြင်းကြီးနော်ချမောင်နဲ့ကြားဟင်းညိုလေးလည်းရမ်းကောင်းကောင်းပါလေစားကြပါဦးနော်လူလည်းမောပြီးတော့မင်းလည်းစားနိုင်တော့ပါဘူးရှင်ဒီရုံးပုံလားတော့လုံးလိုက်ပြပြီးအိပ်လိုက်ရတာခြေထောက်လေးလည်းကိုက်နေပါလေဒီဘက်မှာလေတော့ကျင်တတ်ပါလေနော်ဒီကြတဲ့အလူတွေကတော့နည်းနည်းတော့နဲသွားပြီနော်ဒီရဲ့လူတွေကတော့ဒီနေ့ကတော့ဟုတ်ပါဘူးလုံးမရတော့ပတ်သက်ရတိုးလီလိုပါလေနော်တိုးလာတယ်ပြန်နော်3,900,000ဖြစ်ပါတယ်နော်ဒီနေ့9ရက်နေ့မှာရတယ်နော်ဒီဘေးလူပေါ့နော်9ရက်နေ့9လဒီနေ့ဆိုအတူက3ရက်စီပါပါပြီ9ရက်နေ့ရတဲ့ပတ်စံက6သိန်းနဲ့6,000ဖြစ်ပါတယ်6ရက်နေ့မှာရတဲ့ပတ်စံကတော့4သိန်း4,000ဖြစ်ပါတယ်9ရက်နေ့မှာရတဲ့ပတ်စံကတော့3,900,000ဖြစ်ပါတယ်အားလုံးပေါင်းစုပေါင်းရတော့4,900,000ဖြစ်ပါလိမ့်ရှင်နော်တကယ်ချင်းအားလုံးတကယ်ချင်းတို့လည်းချက်တကယ်ချင်း line ပေါ်တကယ်ချင်းတွေအားလုံးလည်းချို့ကြတော့ဖုန်းနံပါတ်တွေပါတယ်မသိတော့ဒီဘေးအတွက်လူချင်လို့ရှိရင်လည်းလူလို့ရပါတယ်လို့နော်ဖုန်းနံပါတ်တွေမသိလို့မလူပေးရတာရှိတယ်နော်ဆောရဲ့ဖုန်းနံပါတ်ကိုတင်ပေးပါမယ်ရှင်နော်ဆောရဲ့ဖုန်းနံပါတ်ကတော့0969532524နော်အဲ့ကဏ္ဍကိုခေါ်ပြီးတော့လူတိုင်းလို့ရပါတယ်ရှင်နော်လူချင်းတဲ့လူများလည်းလူလို့ရပါတယ်လို့နော်အစောကိုတငယ်ချင်းတွေကလည်းပြောနေပါတယ်ရှင်နော်ပြောနေပါတယ်နော်လာပြီးတော့ဗာလဲလာပြီးတော့ကူပြီးတော့တချင်းဆိုပေးမယ်လူတွေကပြောတယ်လာပြီးတော့ဝိုင်းပြီးလုပ်ပေးမယ်တငယ်ချင်းကလည်းပြောပါတယ်နော်လာပြီးဝိုင်းပြီးတချင်းဆိုပေးမယ်ပြီးတော့လူခံပေးမယ်လူရှင်တွေလည်းအပြင်ပန်းခံမှပြမှာနော်အဲ့လိုခုလိုနော်တနေ့ကုန်တနေ့ကတအားပြင်ပန်းလာနော်အပြင်မှာဆိုလို့မခေါ်ရပါဘူးနော်ကိုတန်းခံပြီးမှရမှာပါနော်မိုးချုပ်ပါတယ်လူခံတာနော်အပျော်သက်သက်မဟုတ်ပါဘူးလူခံပေးနေတာပါနော်လာပြီးတော့လူခံပေးလို့ရပါတယ်အစောဖုန်းနံပါတ်တင်ပေးထားပါပြီလို့အဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်လို့နော်ဟုတ်ပါရဲ့ရေဘေးအတွက်ပါရေဘေးအတွက်ပါနော်ရေဘေးအတွက်လူခံနော်လိုက်တက်လို့ရှိရင်လည်းလူရှိနေလာပါသွားပါတော့မယ်လို့တရက်နေ့ပဲလူခံပါတော့မယ်လို့နော်